အားလုံးကိုယေရှုနာမနဲ့မင်္ဂလာပါနှုတ်ကပတ်တော်ကိုတကယ်စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုကြားနာတဲ့အညီကောင်မောင်နှမတွေအကျိုးရှိပါတယ်ဒီ9မိနစ်10မိနစ်10မိနစ်လောက်တရားဒီတနာတွေကြားနိုင်လဲခင်ဗျားအချိန်ဘယ်လောက်မှမလစ်ပါဘူးလောကမှာကျွန်တော်တို့ဇလန်တွဲတွေဗီဒီယိုတွေကြည့်နေမှာနာရီနဲ့ချီတညလုံးနော်ဂိမ်းတွေနှိပ်ဆိုမိုးလင်းထိနှိပ်ကြပါတယ်ဘာကျူးမှမရပါဘူးအရေးပြတ်တာပဲရှိတယ်ပတ်စံကုန်တာပဲရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုယ့်အတွက်အပြုတဘောဖြစ်မဲ့အရာ9မိနစ်10မိနစ်လောက်တော့ကျွန်တော်တို့အချိန်တိတ်မပြီးနိုင်ဘူးအဲကြောင့်မို့ကျွန်တော်တို့နှုတ်ကပတ်တော်ဆိုတာနှုတ်ကပတ်တော်မဆိုတင်းအတွက်အကျိုးရှိပြီးသားပါ9မိနစ်ပဲစီစီ10မိနစ်ပဲဖြစ်ဖြစ်ပေါ့နော်အဲဆိုဒီနေ့နှုတ်ကပတ်တော်နဲ့ပတ်သက်တဲ့အရာဆိုရင်ကျွန်တော်ကြောင်းလဲခြင်းဆိုတဲ့အကြောင်းကိုကျွန်တော်ဝင်ငှချင်ပါတယ်ယုံကြည်သူတယောက်ကကျွန်တော်တို့ပြောင်းလဲဖို့အင်မတန်အရေးကြီးတာဖြစ်တယ်ပြောင်းလဲခြင်းရှိမှဘုရားသားသမီးအဖြစ်နဲ့ယက်တည်လို့ရတာဖြစ်တယ်ပြောင်းလဲခြင်းရှိမှယုံကြည်သူနော်ခရိယန်တယောက်အနေနဲ့ယက်တည်လို့ရတာပါပြောင်းလဲခြင်းမရှိဘဲနဲ့ငါကခရိယန်မှာဘုရားသားသမီးပါပြောနေတာလဲပါဇက်အရာပဲဖြစ်ပါတယ်ပြောင်းလဲခြင်းမရှိဘဲနဲ့တော့ဘုရားသားသမီးအနေနဲ့ယက်တည်လို့မရဘူးဆိုတာတပါးဒီပြောပြချင်တာဖြစ်တယ်ပြောင်းလဲခြင်းကအင်မတန်အရေးကြီးတာဖြစ်ပါတယ်ပြောင်းလဲခြင်းမရှိဘဲနဲ့ဘုရားစိတ်တော်နဲ့လည်းမတွေ့ဘူးပြောင်းလဲခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဘာမှဖွင့်ပြခြင်းမရှိဘူးပြောင်းလဲခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံတော့တွားလို့မရပါဘူးပြောင်းလဲခြင်းမရှိဘဲနဲ့ကျွန်တော်တို့ကောင်းကင်နိုင်ငံတော့ဆင်းရဲနဲ့တွားရှိလို့မရပါဘူးအဲကြောင့်မို့ပြောင်းလဲခြင်းကအင်မတန်ရေးကြီးတယ်ကျွန်တော်တို့အတ္တတာတွေပြောင်းလဲဖို့လိုအပ်တယ်နော်ကျွန်တော်တို့ဇာတိပကတိစိတ်တွေပြောင်းလဲဖို့လိုအပ်တယ်ကျွန်တော်တို့အကျင့်ဆိုးအကျင့်ဟောင်းတွေပြောင်းလဲဖို့လိုအပ်တယ်နောင်တတရားရဖို့ပြောင်းလဲမှုတွေလိုအပ်ပါတယ်နော်နောင်တတရားရဲ့နောက်ွယ်ကပြောင်းလဲခြင်းဖြစ်ပါတယ်နောင်တရပါတယ်ပြောပြီးပြောင်းလဲခြင်းမရှိရင်အဲ့ဒီနောင်တကစစ်မှန်တော့နောင်တမဟုတ်ဘူးအဲကြောင့်မို့ပြောင်းလဲခြင်းကအမတန်အရေးကြီးတာဖြစ်ပါတယ်ပြောင်းလဲခြင်းမရှိဘူးဆိုရင်ပြောင်းလဲခြင်းမရှိဘူးဆိုရင်လေကျမ်းစာဖိုက်လဲအနတ်အဓိပ္ပာယ်တင်နားမလဲဘူးပြောင်းလဲခြင်းမရှိရင်တရားကိုနားထောင်လဲဖော်ပြခြင်းရမှာမဟုတ်ဘူးတင်ဝိညာဉ်မျက်စိတွေပိတ်နေမယ်တင်ဝိညာဉ်နားတွေကန်းနေမယ်နော်တင်ရဲ့အတွေးခေါ်တွေကန်းနေအောင်မယ်တင်ရဲ့အတ္တတာမှာဗာလဲဖုံးအုပ်ခြင်းတွေအများကြီးတွေနဲ့ခံရအောင်မယ်တခါတလေကျွန်တော်တို့အနာရောဂါဖြစ်တယ်ဆိုတာမှန်ပါတယ်လူဖြစ်လို့ကြောင့်အနာရောဂါဖြစ်တာလည်းရှိပါတယ်ကျွန်တော်တို့ဇာတိလူရှိတော့ကြောင့်ဒါပေမဲ့တချို့တော့အရာတွေကြတော့ကျွန်တော်တို့အနာရောဂါတွေပျောက်ခြင်းတယ်နော်ကြင်ချင်းကနေလွတ်မြောက်ခြင်းတယ်နော်ကျွန်တော်တို့ဒီဖိစီးမှုကနေလွတ်ခြင်းတယ်အများကြီးကျွန်တော်ဝိညာဉ်မျက်စိတွေပွင့်ခြင်းတယ်ဝိညာဉ်နားတွေကြားခြင်းတယ်ကျွန်တော်အနတ်ဒိတ်ပဲနားလဲကြဖုံးဖိတဲ့ဖုံးအုပ်ထားတဲ့တွေကနေပွင့်လင်းခြင်းတယ်ဆိုရင်လေကျွန်တော်ပြောင်းလဲခြင်းရှိဖို့အင်မတန်ရေးကြီးတယ်ပြောင်းလဲခြင်းမရှိဘဲနဲ့ဒါတွေမဖြစ်လာဘူးနှုတ်ကပတ်တော်ကြက်လောက်တိပါစေတင်ကိုနိုင်ကနှလုံးသားတွေကတင်ရဲ့ပြောင်းလဲခြင်းမရှိဘဲနဲ့ခါတလေမကြမ်းမာခြင်းရတာဆိုတာကျွန်တော်တို့ခံစားရတဲ့ကျမ်းမာရေးပိုင်းမှာခါလေကျွန်တော်ပြောင်းလဲခြင်းမရှိတာနဲ့လဲဆိုင်တာရှိတာတယ်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သူတပားပေါ်မှာလဲကျွန်တော်တို့ချီနှောင်ထားတယ်ကျွန်တော်ဒါလဲကျွန်တော်တို့မပြောင်းလဲဘူးကျွန်တော်အကျင့်ဆိုးလဲမပြောင်းလဲဘူးနောင်တရဖို့လဲကျွန်တော်တို့မပြောင်းလဲဘူးဆိုရင်ဒီအနာရောဂါကျွန်တော်တို့ခါတလေတည်ဆုံးတဲ့အထိပါသွားတတ်ပါတယ်အဲဆိုတော့ခြားတော့အနာရောဂါတွေကျွန်တော်တို့ခန္ဓာရေးရာအကြောင်းလဲပါပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပါကိုပြောပြချင်လဲဆိုရင်ပြောင်းလဲခြင်းကအင်မတန်ရေးကြီးတယ်ပြောင်းလဲခြင်းမရှိရင်တင်ဘာမှဖွင့်လင်းမှုမရှိပါဘူးအဲကြောင့်ကျွန်တော်တို့ပြောင်းလဲမှုရှိရမယ်ထို့ကြောင့်ဟေရှာယကျမ်းမှာလည်းပြောထားပါတယ်ရှင်မတဲ73မှာလည်းပြောထားတာဖြစ်ပါတယ်ဘာပြောထားလဲဆိုတော့တင်တို့မြင်တဲ့အမြင်တွေဟာအနတ်အဓိပ္ပာယ်မပေါ်ဘူးအဲ့ဒီမြင်တဲ့အမြင်ကမြင်ယုံတက်တက်ပဲဖုံးအုပ်ချင်းခံနေရတာကျွန်တော်တွေ့တဲ့ဟာတွေလဲတွေ့ချင်းတက်တက်ပဲဖုံးအုပ်ချင်းခံနေရတာကျွန်တော်တို့နားမလဲဘူးအနတ်အဓိပ္ပာယ်နားလဲရခက်တယ်အဲ့ကြားပြီမဲ့လဲကြားတာအချင်းကြီးပဲကြားတဲ့ဆိုလိုရင်းအနတ်အဓိပ္ပာယ်မတိပါဘူးဘာဖြစ်လို့ကြားယုံတက်တက်ပဲမြင်ယုံတက်တက်ပဲနားထာယုံတက်တက်ပဲပြောယုံတက်တက်ပဲတွေ့ယုံတက်တက်ပဲဒီလိုပဲအပြင်ကတွေ့တယ်လို့လောကီအရာတွေ့တယ်ဒါပေမဲ့ကျွန်တော်တို့ဖုံးအုပ်ချင်းခံရတဲ့အခါမှာကျွန်တော်ကိုယ်နိုင်ကပြောင်းလဲခြင်းမရှိတဲ့အခါမှာအဲ့ဟာတွေကပုံမှန်တမန်ယူကြပဲကျွန်တော်တို့ကပတ်တော်ကိုကြားတယ်နော်ဖခင်အလုံးလုံးတာမြင်တယ်ယနေ့ကျွန်တော်တို့တွေ
ဒီအခုကြားနေရတဲ့အရာတွေကကျွန်တော်တို့ဘာဖြစ်လဲအနက်အဓိပ္ပာယ်နားမလဲဘူးဘာကိုဆိုလို့ချင်းမှမတည်ဘူးဖះဘာကိုဖွင့်ပြချင်းမှမတည်ဘူးဖះဘာကိုနားလဲခိုင်းမှမတည်ဘူးဘာဖြစ်လို့လဲကျွန်တော်တို့ဖုံးအုပ်ချင်းခံနေရတာနော်ကျွန်တော်လုံးဝနားမလဲနိုင်ဘူးစာတန်ကဖုံးအုပ်ထားတာဘာဖြစ်လို့လဲဒီကနေကျွန်တော်တို့ပြောင်းလဲခြင်းမရှိလို့ပြောင်းလဲခြင်းရှိမှအဲ့ဒီဖုံးအုပ်ခြင်းအမှုရာအလုံးကပွင့်လင်းလာတာဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့ယုံကြည်သူများကနော်ကျွန်တော်အကျင့်ဆိုးအကျင့်ဟောင်းတွေပြောင်းလဲအဲ့ဒီထဲကနေပြောင်းလဲဖို့အင်တန်ရေးကြီးတယ်တင်ပြောင်းလဲရင်အများကြီးပွင့်လင်းလာမဲ့ဟာတွေအများကြီးတင်လွတ်မြောက်လာမယ်တင်အများကြီးအဲ့ဒီထဲချီနှောင်ချင်းကနေဖုံးအုပ်ချင်းနဲ့တင်အများကြီးလွတ်မြောက်လာမှာဖြစ်တယ်အဲကြောင့်မို့ပြောင်းလဲခြင်းမရှိရင်တော့ပြောင်းလဲခြင်းမရှိရင်တော့မှာရတယ်နော်ပြောင်းလဲခြင်းမရှိတော့သူရတယ်သူငယ်ကဲတို့ပြောင်းလဲခြင်းမရှိတဲ့သူရတယ်ကောင်းကင်နိုင်ငံကိုမဝင်ရကြဘူးတဲ့ယေရှုကိုယ်တိုင်မတ်တဲကျမ်းမှာပြောထားတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ပြောင်းလဲခြင်းမရှိတော့ကောင်းကင်နိုင်ငံထဲမှာဝင်စားလို့မရဘူးအဲကြောင့်ပြောင်းလဲခြင်းကအင်မတန်အဓိကကြတယ်အဲကြောင့်ကျွန်တော်ပြောင်းလဲသွားပြီးတဲ့လူတူကအပြစ်မလုပ်တော့ဘူးလားအပြစ်လုံးဝမလုပ်မိတော့ဘူးလားမဟုတ်ပါဘူးအဲ့ဒီပြောင်းလဲသွားတဲ့လူတစ်ယောက်ကပြောင်းလဲခြင်းရှိတဲ့လူတစ်ယောက်ကအပြစ်မလုပ်မိဘူးလို့ကျွန်တော်မပြောအပြစ်လုပ်မိပါတယ်ဒါပေမဲ့အပြစ်လုပ်မိဖို့အတွက်အင်မတန်ခဲရင်သွားတာတူအတွက်ကျွန်တော်မပြောင်းလဲတဲ့အခါမှာအပြစ်လုပ်ဖို့ကလွယ်လွယ်လေးပဲဥမာစလိတ်တောက်မယ်အရက်တောက်မယ်မူကြီးစီးဝါးတုံးမယ်အရက်တောက်မယ်သူများတားများဝါမကောင်းတာတွေအများကြီးကျွန်တော်လုပ်ရင်ဟိုတုန်းကမပြောင်းလဲခါမှာဒါကိုအပြစ်လို့ထင်ပေမဲ့လည်းဗာလဲဒီစိတ်နှလုံးသားထဲဗာဖြစ်လဲဗရိတ်မရှိဘူးဗာဖြစ်လဲရှော့ရှူလေးပဲဂုံစင်းနဲ့ဘိန်းတက်ပေးလိုက်တယ်လို့ပဲအဲကြောင့်မို့ကျွန်တော်တို့ဒီအခုပြောင်းလဲပြီးသားလူကြတော့အဲ့လိုမဟုတ်ဘူးကျွန်တော်အပြစ်ကတော့မလုပ်မိမဟုတ်လုပ်မိတယ်ဒါပေမဲ့အပြစ်လုပ်ဖို့ခက်ခဲသွားတယ်အပြစ်လုပ်ဖို့ကြောက်ရွံ့သွားတယ်ပြောင်းလဲလာတယ်မပြောင်းလဲတဲ့လူကအပြစ်လုပ်ဖို့မကြောက်ဘူးတွတ်လည်းမခက်ခဲဘူးအပြစ်လုပ်မိတာလည်း तू မခံစားရအောင်အဲ့တော့ပြောင်းလဲသွားပြီးတဲ့လူကအပြစ်မလုပ်မိမလုပ်မိတယ်ဒါပေမဲ့အပြစ်လုပ်ဖို့ဘာဖြစ်လဲခက်ခဲသွားတယ်အင်မတန်ခက်ခဲသွားတယ် तू ကြောက်ရွံ့သွားတယ်တော်လေးစင်ညာအပြစ်လုပ်မိဖို့ခဲရင်သွားတာဖြစ်ပါတယ်ပြောင်းလဲခြင်းရဲ့လက္ခဏာကိုပြောပြချင်တာတင်ပြောင်းလဲလာတဲ့အခါမှာဖုံးအုပ်ထားတဲ့အရာဝိညာဉ်မျက်စိပိတ်နေတဲ့အရာဝိညာဉ်နားကြားကန်းနေတဲ့ဟာတွေအကုန်လုံးဘာဖြစ်လဲပွင့်လင်းလာတာဖြစ်တယ်တင်မြင်လိုက်တာနဲ့ဒါဖယားအလုပ်လုပ်တဲ့အလုပ်ဖြစ်တယ်ဖယားအလုပ်လုပ်နေတာဘာလို့တင်နားလေလာလိုက်မယ်တင်ကြားလိုက်တာနဲ့ဖယားငါ့ကိုဒါစကားပြောနေလေဆိုတင်ကြားတယ်တင်ဖတ်လိုက်တာနဲ့နှုတ်ကပတ်တော်ဒါဖယားငါ့ကိုဘာပြောအနက်တိတ်ပေတွေပွင့်လင်းလာတယ်ဖုံအုပ်ချင်းတွေအများကြီးအကုန်လုံးတင်ဟောဘာဖြစ်လဲပွင့်လင်းလာတယ်အဲ့ဒါအားလုံးပွင့်လုံးကတင်ပြောင်းလဲခြင်းရှိရမှာဖြစ်ပါတယ်အဲကျွန်တော်ယုံကြည်သူများခရိယာဖြစ်တာနှစ်ပေါင်းမနည်းဘူးကြီးလာတာနှစ်ပေါင်း50ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်ပြောင်းလဲခြင်းမရှိတဲ့အချိန်မှာတရားကိုအကုန်တီးတယ်ခေါင်းအယမ်းမာတယ်ဒီနေ့ခေါင်းမာတယ်ဆိုတာဘုရားသခင်ခေါင်းမာတဲ့အကျင့်ကိုထားပေးတယ်ဆိုတာဘုရားဘက်မှာခေါင်းမာဘူးမဟုတ်ဘူးစာရန်ဘက်မှာခေါင်းမာဘူးစာရန်ဘလောက်တိုက်တွန်းမလုပ်ဖို့အဲ့ဘက်မှာခေါင်းမာဘူးအဲ့ဒီကျွန်တော်တို့ဘက်ကကျွန်တော်တို့ကျတော့စာတစ်ဘက်ကိုခေါင်းမမာပဲနဲ့ဘုရားဘက်ကိုခေါင်းမာနေတာယနေ့ကျွန်တော်တို့တခါတည်းလောကမှာအယမ်းရဲရင်တယ်ဒါမဲ့ကျွန်တော်တို့ဘုရားဘက်မှာမရဲရင်ဘူးစာရန်ဘက်မှာရဲရင်တယ်ဘုရားကဘုရားဘက်ကိုရဲရင်ခိုင်းချင်တာဒါပေမဲ့ကျွန်တော်တို့စာတန်ဘက်မှာရဲရင်တာဖြစ်တယ်အဲကြောင့်မို့ရဲရင်ချင်းတွေခေါင်းမာချင်းတွေမလိုအပ်တာမဟုတ်လိုအပ်တယ်ဒါပေမဲ့ဘယ်နေရာမှာသုံးရမယ်လဲဆိုနားလည်ဖို့ဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ယုံကြည်သူများအားလုံးကကျွန်တော်တို့ပြောင်းလဲခြင်းရှိဖို့အင်မတန်ရည်ကြီးတာဖြစ်တယ်အဲကြောင့်မို့နှစ်ကော50ခုမှာဗာပြောထားလဲဆိုတော့လူမြည်ဒီကခရစ်တော်၌ရှိရင်အသစ်ပြုပြင်တော့တတဝါဖြစ်တယ်တဲ့ဟောင်းတို့အရာတို့ဒီပြောင်းလဲရခတ်တိန်တို့အရာတို့ဒီအသစ်ဖြစ်ကြ၏တဲ့လူရဲလို့နာမည်တမုတ်လိုက်တာနဲ့ယေရှုကိုယုံကြည်လက်ခံလာပြီးယေရှုအထဲမှာရှိလာပြီးဆိုရင်ပြောင်းလဲရမှာမပြောင်းလဲလို့မရဘူးပြောင်းလဲပါတဲ့တင်လူတစ်ဖြစ်မှာဖြစ်ပါတယ်အဲကြောင့်တင်လူတစ်ဖြစ်ဖို့လို့ငါတင်ရဲ့အကျင့်ဆိုအကျင့်ဟောင်းတွေပြောင်းလဲရမှာအဲကြောင့်တင်ခရစ်တော်ထဲမှာရှိမှာဖြစ်တယ်အဲကြောင့်မို့တင်းရအဟောင်းနေအကျင့်ဆိုအကျင့်ဟောင်းအဟောင်းနေဟောတော့ကအတွေးဟောင်းနေအဲ့အကျင့်ဟောင်းနေအားလုံးကိုပြောင်းလဲပြပါအကျင့်အစ်စ်ဖယားနှုတ်ကပတ်တော်နဲ့အသက်ရှင်ဖို့ဖြစ်တယ်အဲကြောင့်မို့လူရဲလို့နာမည်တမုတ်လိုက်တာနဲ့ခရစ်တော်ထဲမှာရှိတယ်ဆိုရင်တင်အစ်စ်ပြုပြင်တော့ခံအပြစ်ပြုပြင်ခြင်းခံရတဲ့လူဖြစ်မယ်အဲ့တင်အစ်စ်ပြုပြင်ဖို့အလို့ကတင်ပြောင်းလဲဖို့လိုအပ်တယ်မပြောင်းလဲလို့မရဘူးတင်ပြောင်းလဲမှသာလင်းပါဖြစ်လေအဲ့ဒီဟောင်းတော့အရာတွေအားလုံးပြောင်းလဲသွားမှာဖြစ်ပါတယ်အဲကြောင့်မို့ဒီနေ့ကျွန်တော်တို့ယုံကြည်သူများယနေ့
ခေတ်ကအင်မတန်ဖုံးအုပ်ခြင်းနဲ့ခံရတဲ့ခေတ်ပြားပါတယ်ငွေကြီးကြီးတွေနဲ့ဖုံးအုပ်ခြင်းခံရတယ်ဂုံပါဒနာတွေနဲ့ဖုံးအုပ်ခြင်းခံရတယ်မာမာနတွေနဲ့ဖုံးအုပ်ခြင်းခံရတယ်ဝိညာဉ်မျက်စိတွေဝိညာဉ်နားတွေဝိညာဉ်မျက်စိတွေဝိညာဉ်နားတွေဖုံးအုပ်ခြင်းခံရတယ်မြင်တာတော့မှအတိတ်ပဲနားမလဲဘူးကြားရင်တော့မှဒိတ်ပဲနားမလဲဖယားဘာကိုပြောချင်တယ်ဘာကိုဆိုရင်ဘာဖြစ်လဲကျွန်တော်တို့ပြောင်းလဲခြင်းမရှိလို့ဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ပြောင်းလဲခြင်းတန်ပြီနော်ခရစ်တော်တော်ကြွဖို့အချိန်အင်မတန်နီးလာပြီဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဒီမှာရှိတဲ့ဒီကွန်မောင်တော်မအားလုံးကကျွန်တော်တို့ပြောင်းလဲမှတာလင်တင်ဖုံးအုပ်ခြင်းတွေတင်လွတ်မြောက်လာမယ်တင်ချွေးနှောင်ခြင်းတွေချီနှောင်ခြင်းတွေချုံနှောင်ခြင်းတွေတင်နားမလဲတဲ့နတ်နေတဲ့ဟာတွေပေါ်လာလိုက်မယ်ထို့ကြောင့်တင်ရဲ့အကျင့်ဆိုးအကျင့်ဟောင်းတွေတင်ရဲ့မကောင်းတဲ့စိတ်တဘောတွေနော်ဖယားနဲ့ပတ်သက်တဲ့အရာတင်ခေါင်းမာနေတဲ့ဟာတွေပြောင်းလဲပါနော်ပြောင်းလဲပါထိုတူဒီတဲ့အကျင့်သူ့ရဲ့အကျင့်မပြောင်းလဲသူ့မျက်စိပါလဲသူ့ရဲ့မျက်စိအမြင်ပါလဲမဖွင့်ပြအောင်နားမပွင့်ဘူးမြင်လဲအမြင်ယုံတက်ပဲဘာမှအကြောင်းမထူးဘူးဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ပြောင်းလဲဖို့အရေးကြီးတဲ့နံပါတ်1အနေနဲ့တင်ဘာမှမလုပ်နဲ့ပါအောင်တင်အရင်ဆုံးပြောင်းလဲဖို့အင်မတန်ရဲ့တင်ပြောင်းလဲလိုက်တာနဲ့တန်ရှင်တော်ဝိညာဉ်တော်ဖျားတင်းကိုကူညီမဆာဖို့အစဉ်တင်ပဲတင်းရဲ့ရွေးချယ်မှုနဲ့တိုက်ဆိုင်ပါတယ်တင်ဖျားဘက်မှာပြောင်းလဲလာပြီးမှဖျားဘက်ကိုပြောင်းလဲဖို့နှိမ်ချတော့စိတ်နောင်ထားစိတ်နဲ့တင်ပြောင်းလဲလာမယ်ဆိုရင်တင်းရဲ့အဘက်ကိုတင်ရွေးချယ်ပြီးတင်စတင်ခြေလန်းလှမ်းလိုက်တာနဲ့ဝိညာဉ်တော်ကူညီမဆာဖို့အစဉ်တင်ပဲဝိညာဉ်တော်ကတင်းကိုပြောင်းလဲဖို့တခါတည်းစိုးအတင်းအလုံးမလုပ်ပါဘူးတင်းရဲ့ရွေးချယ်မှုမှာဖျားသခင်စောင့်ကြည့်တာတင်ပြောင်းလဲဖို့စိတ်ရှိလာပြီပြောင်းလဲလိုက်လက်တွေ့လဲတင်ကျင့်သုံးနေပြီဆိုရင်ပြောင်းလဲနိုင်ဖို့အလို့ငါဝိညာဉ်တော်အကူအညီမဆာပေးလိုက်မယ်ဆိုတာကျွန်တော်တင်နေရလောက်နဲ့ပြောင်းလဲခြင်းနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်လူရင်းတူရှင်ခွန်အားပေးခြင်းတာဖြစ်ပါတယ်အရောက်တန်းဖျားကောင်းကြီးပေးပါစေအာမင်